ကမိဘတွေနဲ့အတူစိုက်ခဲ့တဲ့တရုတ်သီးပင်နေရာမှာအခုတော့စီးစိမ်ချမ်းသာကိုကိုစားပြုတဲ့ဖီနီပန်းတွေအစားထိုးစိုက်ထားတာကိုမြင်လိုက်ရတော့ရင်ထဲမှာနာကျင်သလိုခံစားလိုက်ရတယ်။အဲ့ဒီအချိန်မှာပဲငိုတန်ကျဲကြီးတတန်ကကျမရဲ့အတွေးတွေကိုဖျက်တောက်လိုက်တယ်။အဲ့ဒါကမင်းကလေးငယ်တယောက်ရဲ့မျက်ရည်တွေနဲ့ပြည့်နေတဲ့အတန်ပါ။ဖေမေအခုအမကြီးပြန်လာပြီဆိုတော့သမီးကိုဒီမိသားစုတွေကနှင်ထုတ်တော့မှလား။အမေကချက်ချင်းသူမကိုနှစ်သိမ့်လိုက်တယ်။စုကျွမ်းလေးသမီးကအမေရဲ့သမီးပဲဖြစ်နေမှာပါဖေနဲ့မေကသမီးကိုဒီအိမ်ကနေဘယ်တော့မှမနှင်ထုတ်ပါဘူးအဲ့ဒီနောက်ကျမရဲ့အကိုကလည်းစကားစာပြောလိုက်တယ်ဟုတ်တာပေါ့မင်းကအကိုကြီးအမြဲကာကွယ်ပေးမဲ့ညီမလေးပဲဖြစ်နေမှာပါအဲ့ဒါကအမေနဲ့အကိုကြီးရဲ့အတန်တွေဖြစ်တယ်ကျမကကြောက်လေကားကိုတဖြည်းဖြည်းတက်သွားပြီးတကားကိုညင်သာစွာတွန်းဖွင့်လိုက်တယ်ကျမကိုမြင်လိုက်တဲ့အခါအခန်းထဲကလူအားလုံးခဏလောက်အံ့အားသင့်ပြီးငြိမ်သက်သွားကြတယ်ပထမဆုံးတတိပြန်ဝင်လာတဲ့သူကတော့ကျမနဲ့အနီးဆုံးမှာရက်နေတဲ့အဝတ်အစားခန်းသားစွာဝတ်ထားတဲ့မိန်းကလေးပါသူမဟာမွေးစားသမီးစုကျွမ်းဖြစ်မယ်လို့ကျမခံမှန်းလိုက်တယ်အပြစ်ရှိတယ်လို့မျက်နှာထားနဲ့သူမကအမြန်လျှောက်လာပြီးကျမရဲ့လက်ကဝတ်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်လိုက်တယ်အမကြီးအပြင်မှာလေတံနေပူတံခံပြီးနေခဲ့ရတာအရန်ပင်ပန်းခဲ့မှာပဲနော်သူမရဲ့အတန်ကနူးညံ့တယ်လို့ကြားရပေမဲ့လက်ကတော့အားကုန်နေပါပြစ်ထားတာကြောင့်ကျမနာကျင်ပြီးမျက်မှောင်ကျုပ်သွားတယ်ဒါပေမဲ့ကျမကနာတယ်လို့အတန်မထွက်ခဲ့ဘူးသူမကတော့နာကျင်မှုကြောင့်ကျမကသူမကိုအလိုလိုတွန်းဖယ်လိုက်မယ်လို့မျှော်လင့်နေပုံရတယ်ဒါပေမဲ့သူမမသိတာတခုရှိတယ်ကျမအပြင်လောကမှာရုန်းကန်နေခဲ့တဲ့နှစ်တွေတခြားဒီထက်အစပေါင်းများစွာပိုဆိုးတဲ့နာကျင်မှုတွေကိုခံစားမှုပြီးသားဖြစ်တယ်တခါတုန်းကကြွက်ကြီးတွေကကျမရဲ့ခြေထောက်ကိုကိုက်ဖောက်ခဲ့ဘူးတယ်နောက်တစ်ခါအစိတ်ရှိတဲ့ပိုးကောင်တွေကအသားထဲအထိတိုးဝင်ကိုက်ခဲ့တဲ့ဝေဒနာပိုလဲခံခဲ့ရဘူးတယ်တာမန်လူတွေမခံနိုင်လောက်တဲ့နာကျင်မှုတွေကိုနှစ်ပေါင်းများစွာခံစားခဲ့ရပေမဲ့ကျမအားလုံးကိုကြော်ဖြတ်ပြီးအသက်ရှင်ခဲ့တယ်နောက်ဆုံးမှာသူမလက်ကိုလွှတ်ပေးလိုက်တော့ကျမပြန်ဖြေဖို့ပါဇက်ဖွင့်လိုက်တယ်ဒါပေမဲ့သူမကကျမထက်အရင်မျက်ရည်တွေတုပ်လိုက်ပြီးကြောက်ခင်းပေါ်မှာရုတ်တရက်ဒူးထောက်ချလိုက်တယ်ဒါတွေအားလုံးကညီမလေးရဲ့အပြစ်ပါအမကြီးကျေးဇူးပြုပြီးဖေနဲ့မေကိုအပြစ်မတင်ပါနဲ့အမကြီးမိသားစုစီပြန်လာပြီဆိုတော့ဒီလက်ထပ်ပွဲကိုအမကြီးစီပြန်ပေးပါမယ်အမေကချက်ချင်းကုန်ပြီးစုကျွမ်းကိုထုပေးလိုက်တယ်သူမရဲ့မျက်နှာမှာစိုးရိမ်ပူပန်တဲ့အမူအရာအပြည့်နဲ့စုကျွမ်းလေးဒီမိသားစုထဲမှာမင်းရဲ့ကောင်းမွန်တဲ့အိမ်အောင်ရေးကိုဘယ်သူမှလူယူသွားလို့မရဘူးအားချင်းအတွက်တော့အမေကသူနဲ့လိုက်ဖက်မဲ့မိသားစုကောင်းတစ်ခုကိုရှာပေးမယ်မျိုးစားမင်းအိမ်တော်လောက်တော့မမြင့်မြတ်နိုင်ပေမဲ့တေချာပေါက်မဆိုးတဲ့မိသားစုဖြစ်လိမ့်မယ်ကျမပြန်ဖြေဖို့မရသေးခင်မှာပဲကျမရဲ့အရင်စိတ်ဆက်ထားတဲ့သူတို့သားကရုတ်တရက်အခန်းထဲကိုဝင်လာတယ်သူကစုကျွင်းကိုကာကွယ်တယ်လို့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီးကျမကိုကြည့်တဲ့မျက်လုံးတွေကတော့အထင်သေးမှုနဲ့ယွန်ရှာမှုအပြည့်ဖြစ်နေတယ်မင်းနဲ့ငါငယ်ငယ်တုန်းကစိတ်ဆက်ထားခဲ့တာမှန်ပါတယ်ဒါပေမဲ့ဒီနှစ်တွေတခြားငါဘေးမှာအမြဲရှိခဲ့တာကစုကျွမ်းပဲဒီဘဝမှာငါရဲ့တရားဝင်ဇနီးအဖြစ်ငါအတိမတ်ပြုတဲ့အမျိုးသမီးကသူတယောက်တည်းပဲမင်းကငါ့ကိုလက်ထပ်ဖို့အတင်းကျပ်ဆန္ဒရှိနေသေးတယ်ဆိုရင်တော့ပို့လို့တော့ concubine အဖြစ်ပဲဝင်လာနိုင်တယ်အဲ့ဒီလူကတော့ဂူရှဲရင်ဖြစ်ပြီးမျိုးစားမင်းအိမ်တော်ရဲ့တရားဝင်အမွေဆက်ခံသူဖြစ်တယ်သူဟာစာပေဘက်ရောကိုခံပညာဘက်ပါထူးချွန်သူဖြစ်ပြီးမြို့တော်တစ်ခုလုံးမှာနာမည်ကြီးတဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်သူ့ရဲ့လက်ရေးလ calligraphy ဟာမြို့တော်တစ်ခုလုံးမှာကြော်ကြားလာတယ်ဂုံတရေရှိမိန်းကလေးအများပြားကလည်းသူ့ကိုလက်ထပ်နိုင်ဖို့အိမ်မက်ခဲ့ကြတယ်ဒါပေမဲ့ကျမသူ့ကိုကြည့်လိုက်တဲ့အခါမှာတော့ဖြူဖက်ဖြူရောမျက်နှာတစ်ခုပဲမြင်ရတယ်